Mingadaba. Piatkin kanji pebaze. Amen. Amen. Let's read the Bible. နှုတ်ကပတ်တော်ဖတ်ကြပါစို့ Philippians chapter 3, verse 20. ဖိလိပ္ပိခန်းကြီး3အပိုင်ငယ်20 တွေ့ပြီဆိုရင်ကျမတို့အတူတကွဖတ်ကြပါစို့ငါတို့ကျင့်သောအကျင့်မူကားကောင်းကင်ဘုံနှင့်ဆက်ဆိုင်လျက်ရှိ၏ကဲတင်မှုသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည်မျှော်လင့်လျက်နေကြ၏ Amen. Amen. One more biblical verse. နောက်ထပ်ကျမ်းပိုက်တစ်ခုကတော့ Hebrews chapter 11, verse 13. ဟေဘရဲအခန်းကြီး7အပိုင်ငယ်73ဖြစ်ပါတယ်ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်ဂတိတော်နှင့်ဆက်ဆိုင်သောအကျိုးကျေးဇူးကိုမခံရဘဲအဝေးကမျှော်မြင်လျက်စိတ်နှလုံးနှင့်ဖက်ရန်လျက်မိမိတို့သည်မြေကြီးပေါ်မှာတကြွတနိုင်ငံသားဧည့်သည်အာဂန္တုဖြစ်သည်ကိုထင်ရှားစွာဝန်ခံလျက်ယုံကြည်စိတ်နှင့်သေလွန်ကြ၏ Amen. Amen. Today, I would like to give a message titled Are Christians Aliens? ဆိုတော့ဒီနေ့ကျွန်တော်ဝင်ငါချင်တဲ့နှုတ်ဘတ်တော်ခေါင်းစဉ်ကတော့ခရစ်ယာန်တွေကဂျိုသားတွေလား Christians aliens ဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ငါချင်ပါတယ် Though she has been naturalized as a Japanese, genetically, my wife is a Myanmar. ဆိုတော့ကျွန်တော်ရဲ့အမျိုးသမီးကလူမျိုးကတော့မြန်မာဖြစ်တယ်ဒါပေမဲ့သူကတော့အခုနဲ့ဂျပန်နိုင်ငံသားခံယူထားတာဖြစ်တယ် Before her naturalization, she had what was called an alien registration card. ဆိုတော့သူဘောတော့ကျွန်တော်အမျိုးသမီးကဂျပန်နိုင်ငံသားမခံယူခင်မှာသူ့မှာalien registration card လို့ခေါ်တဲ့အဲ့ဒီပြောရရင်ဂျိုသားကတ်ပေါ့နော်ဆိုတော့အဲ့ကတ်လေးရှိတယ် We make it a shorter version and we call it alien card. ဆိုတော့အတူချုပ်ပြောရရင် alien card လို့ခေါ်ရပေါ့နော်ဒီမြန်မာလိုဆိုရင်တော့ဂျိုသားကတ်ပေါ့ What a surprise. My wife used to be an alien. အော်စရာပဲကျွန်တော်ရဲ့အမျိုးသမီးကအရင်တစ်ခါတုန်းကတော့ဂျိုသားဖြစ်ခဲ့တယ်ပေါ့နော် Maybe some of you who stay in Japan for a long time, maybe you had alien card, I believe. ဆိုတော့ဒီဂျပန်မှာအကြာကြီးနေခဲ့တဲ့လူတချို့ကတော့လည်း alien card တွေရှိကြမှာပဲ Yes. But actually, everybody, those who don't have alien card, everybody, all Christians are aliens on earth. ဆိုတော့အမှန်တကယ်တော့ဒီမှာ alien ကရှိတဲ့လူရောမရှိတဲ့လူရောအမှန်တကယ်ကတော့ခရစ်ယာန်တွေအားလုံးကဒီကမ္ဘာပေါ်မှာဂျိုသားတွေပဲဖြစ်ပါတယ် It doesn't mean we came out of space. အဲ့ဒါကဟိုဒီအာကာသကနေထွက်လာလို့ဂျိုသားဖြစ်တယ်လို့ပြောတာမဟုတ်ပါဘူး But our citizenship is in heaven. ဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံသားဖြစ်ခြင်းကကောင်းကင်နိုင်ငံသားဖြစ်ခြင်းကိုဆိုလိုတာဖြစ်တယ် Therefore, our Japanese citizenship or Myanmar citizenship or even no citizenship doesn't matter. We have citizenship our citizenship is in heaven. အဲ့ဒါကြောင့်မလို့ဂျပန်နိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံသားဖြစ်တယ်နိုင်ငံမရှိဘူးဒါတွေကအရေးမကြီးပါဘူးဒါပေမဲ့ကျွန်တော်တို့ကအမှန်တကယ်တော့ကောင်းကင်နိုင်ငံသားတွေဖြစ်ကြပြီးသားဖြစ်တယ် My friend from the Japanese, he's attending the morning service usually. ဆိုတော့ကျွန်တော်ရဲ့တငယ်မိတ်ဆွေပေါ့နော်မိတ်ဆွေဂျပန်လူမျိုးဖြစ်တယ်မနက်အစီအစဉ်ဖျားเจ้าရဲ့မနက်အစီအစဉ်မှာအများနဲ့ပါဝင်နေသူဖြစ်တယ် He wants to attend the Myanmar fellowship. သူကဒီနေ့မြန်မာရဲ့ fellowship မှာပါဝင်ချင်တာဖြစ်တယ် I said, "Oh, Burmese," and I was speaking English. There's no any Japanese, I said. ဆိုတော့ကျွန်တော်ပြောတယ်အကုန်လုံးကမြန်မာလိုပဲပြောကြမှာကျွန်တော်လည်းဂျပန်လိုမပြောအင်္ဂလိပ်လိုပဲပြောမှာဖြစ်တယ် But he said, "It's okay. I want to pray for Myanmar." ဒါပေမဲ့အဆင်ပြေတယ်ကျွန်တော်ဂျပန်နိုင်ငံမြန်မာနိုင်ငံသားတွေအတွက်ဆုတောင်းပေးခြင်းနဲ့ဆိုပြီးတော့ပြောတယ် Some Myanmar people, maybe all Myanmar people, have some difficult situations, I believe.
ဆိုတော့ဒီမှာတချို့မြန်မာနိုင်ငံသားဒါမှမဟုတ်လဲအကုန်လုံးဖြစ်ကောင်းဖြစ်မယ်ဆိုတော့ဒီမြန်မာနိုင်ငံသားတွေမှာတကယ်ပဲခက်ခဲတဲ့အချိန်ကာလတစ်ခုရှိနေရဲဆိုတာကျွန်တော်ထင်တယ် I pray for you. ကျွန်တော်ဆုတောင်းပေးနေရဲ I love you. ကျွန်တော်ချစ်တယ် My wife is in Myanmar, so with that we are kind of connected and combined, and you are my people already. ဆိုတော့ကျွန်တော်ရဲ့အမျိုးသမီးကမြန်မာနိုင်ငံကဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ဒီမှာရှိနေကြတဲ့ညီကောင်မောင်နှမတွေကတနည်းနည်းနဲ့ကျွန်တော်နဲ့ဆက်ဆက်နေတာဖြစ်တယ် But maybe on earth you may not have all the good things. Maybe sometimes. ဆိုတော့ဒီလောကမှာတော့ဒီမှာရှိတဲ့လူတိုင်းကကောင်းတဲ့အရာတွေကြီးပဲအများတန်းဖြစ်ချင်မှလည်းဖြစ်မယ်တခါတလေပဲဖြစ်ချင်လည်းဖြစ်မယ် However, you have best thing. ဒါပေမဲ့အသင်မှာအကောင်းဆုံးအရာရှိတယ် Your citizenship is in heaven. ဆိုတော့သင်ကကောင်းကင်နိုင်ငံသားဖြစ်တယ်ဆိုတဲ့အရာဖြစ်တယ် So we are aliens, which means we are actually fortunate because our citizenship is the best. ဆိုတော့ဒီမှာကျွန်တော်တို့ကဂျိုသားတွေအေလီယန်လို့ပြောနေပေမဲ့အကောင်းဆုံးအရာကတော့ကျွန်တော်တို့အားလုံးကကောင်းကင်နိုင်ငံသားဖြစ်ခြင်းဖြစ်တယ် We are foreigners in a sense on earth, but we have best thing in heaven. Therefore, we are aliens on earth. ဆိုတော့ကျွန်တော်တို့ကဒီနိုင်ငံမှာဒီနေရာမှာဒီလောကမှာနိုင်ငံခြားသားဆိုတဲ့အခြေအနေနဲ့ရှိနေပေမဲ့အကောင်းဆုံးအရာတစ်ခုကကျွန်တော်တို့ကကောင်းကင်နိုင်ငံသားဖြစ်နေတယ်ဆိုတဲ့အရာဖြစ်တယ် Let us define more precisely what it means that Christians are aliens. ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒီခရစ်ယာန်တွေကဂျိုသားတွေဖြစ်တယ်ခရစ်ယာန်တွေကအေလီယန်တွေဖြစ်တယ်ဆိုတဲ့အရာကိုပိုပြီးတိတိကျကျအသိပဲဖွင့်ချင်တယ် First, let me define negatively. ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီအနှုတ်လက္ခဏာဘက်ကနေပြောပြရစီ It doesn't mean this kind of alien using insider language or topics that only a small group can understand. ဆိုတော့ဒီနေရာမှာအေလီယန်ဒီဂျိုသားဆိုတာကဒီ group တစ်ခုတင်းငယ်တဲ့အဖွဲ့အစည်းတစ်ခုကပဲနားလေတဲ့ဒီအဖွဲ့အစည်းကပဲပြောနေစကားတွေကိုပြောနေတဲ့လူတွေကိုဆိုလိုတာမဟုတ်ပါဘူး In Ikebukuro, there are many people who called, in Japanese we call it cosplay. I don't know how to translate it. Yeah. cosplay Yeah. ဆိုတော့ဒီအခဲပုကုတို့မှာအကုန်လုံးလူတချို့ရှိကြတယ်သူတို့တွေက cosplay ကစားတဲ့သူတွေဖြစ်တယ် cosplay လုပ်တဲ့လူတွေပေါ့ဒီ anime ပုံစံအတိုင်းလိုက်ဝတ်တဲ့သူတွေပေါ့နော် Have you seen them? သူတို့မြင်ဘူးလား A lot, yeah. So they are coming out of the manga. They look like a real, ဆိုတော့သူတို့ကဒီ manga တွေထဲကနေထွက်လာတဲ့ character တွေကိုကြည့်ပြီးတော့သူတို့လှုပ်ထားတာဖြစ်တော့ကြောင့်မလို့နည်းလေးတော့အပြင်မှာကြည့်ရင်တစ်မျိုးလေးတော့ထူဆန်းနေတယ် I found my son's favorite characters in manga. So I told my son that, why don't you talk to them? ဆိုတော့ကျွန်တော်ရဲ့သားပေါ့နော်ကျွန်တော်ရဲ့သားရဲ့ဒီကြိုက်တဲ့ manga က character ပေါ့နော်အဲ့ cosplay ကစားတဲ့လူတွေရှိတယ်အခါကျရင်သူတို့တွေ့တဲ့အခါမှာကျွန်တော်တောက်သွားပြီးဘာလို့စကားမပြောရလဲဆိုပြီးတော့ပြောလို့ရှိတယ် But my son said, it's okay, and he didn't talk. ဒါပေမဲ့အဆင်ပြေတယ်ဘာမှဖြစ်ဘူး तू ကစကားမပြောတဲ့အတွက်ကြောင့်မလို့ဘာမှဖြစ်ဘူးလို့ပြန်ပြောတယ် So if we love some kind of manga, there are some kind of jargons and the kind of specific term that only those who love that manga can understand. ဆိုတော့ဒီနေရာမှာပေါ့နော်ဒီ manga ရဲ့အခုနပြောတဲ့ character တွေကိုတွားကြည့်တဲ့အခါမှာသူတို့ရဲ့ဒီ manga ထဲက character တွေကပြောတဲ့စကားတွေပြောတဲ့သူတို့ရဲ့ဒီစီကန်းတွေသူတို့ရဲ့အသုံးအနှုန်းတွေရှိတယ်အဲ့ဒါကိုဒီ manga ဖတ်တဲ့လူတွေပဲနားလဲတယ်အပြင်လူနားမလဲဘူး So those who love that manga, they can talk each other with kind of specific, special terms, and they can enjoy each other. ဆိုတော့အဲ့ဒီ manga ကိုသူတို့ manga နားလဲတဲ့သူအချင်းချင်းပဲဒီအကြောင်းအရာတွေကိုပြောလို့ရတယ်ဘာလို့ဆိုသူတို့အချင်းချင်းပဲနားလဲအပြင်လူကဒီစကားတွေကိုနားမလဲတဲ့အတွက်ကြောင့်ဖြစ်တယ် But for those who don't understand manga, they can understand. They feel like they're outsiders, ဆိုတော့ဒီ manga အကြောင်းကိုနားမလဲတဲ့လူတွေကတော့သူတို့ဘာပြောနေလဲဆိုတာကိုနားလဲမှာမဟုတ်ဘူးသူတို့ကလည်းဒါအပြင်လူအနေနဲ့ပဲခံစားရမှာဖြစ်တယ် If we Christians approach non-Christians in that way, oh, Christians, they speak some language that we don't understand. That's in bad meaning, you are aliens.
ဆိုတော့ဒီလိုပဲပေါ့နော်တကယ်လို့ခရိယန်တွေကခရိယန်မဟုတ်တဲ့လူကိုသူတို့နားမလဲတဲ့စကားတွေသူတို့နားမလဲတဲ့အတုံးတွေနဲ့ပြောတဲ့အခါကျရင်အဲ့ဒီအပြင်ကလူကတော့ဟာဒီလူတွေကတော့တမျိုးပဲဒါသူတို့တွေလည်းအနှုတ်လက္ခဏာဘက်ကတွေးကြည့်ရင်ဟာသူတို့လည်းဒါဂျိုသားတမျိုးပဲဆိုပြီးတော့ပြောကြမှာပဲ I believe in Myanmar, more than 90% they are Buddhists. Yes. ကျွန်တော်ယုံကြည်ရဲ့မြန်မာနိုင်ငံမှာ90ရာခိုင်နှုန်းအထက်သောလူမျိုးတွေကဗုဒ္ဓဘာသာဖြစ်မယ်ဆိုတာကျွန်တော်ယုံကြည်တယ် So we should speak the language that non-Christians can understand, can sympathize, so that we can invite them into Christianity. ဒါကြောင့်မို့ကျွန်တော်ယုံကြည်တယ်ဒီဖခင်တခင်ကိုမသိတဲ့ဒီလူမျိုးတွေနားလည်နိုင်တဲ့စကားနဲ့သူတို့တွေကိုကိုချင်းစာတဲ့စကားတွေနဲ့ကျွန်တော်တို့ရဲ့ဒီယုံကြည်သူအတိုင်းဝိုင်းထဲကိုဆွဲခေါ်ရမှာဖြစ်တယ် So in this YFC, also we should speak in a way that is gentle, relatable, and human, so as not drive newcomers away. ဆိုတော့ကျွန်တော်တို့ဒီ YFC မှာလည်းဒီလိုပဲအပြင်ကလူတယောက်ယောက်မသိတဲ့လူမယုံကြည်တဲ့သူပဲဖြစ်ဖြစ်တယောက်ယောက်လာတဲ့အခါမှာသူတို့ကိုနူးညံ့စွာသူတို့နားလေနိုင်တဲ့နီးလန်းနဲ့သူတို့ကိုလူသားဆန်စွာနဲ့ပြောပြတဲ့နဲ့အဲ့လိုပြောပြမှပဲသူတို့တွေကလည်းနောက်တစ်ခါထပ်လာမှထပ်ပြီးတော့မထွက်ပြေးသွားမှဖြစ်တယ် Now, let us define Christians are aliens in positive sense. ဆိုတော့အခုချိန်မှာတော့ကျွန်တော်တို့အပြုတဘောဆောင်တဲ့ဖက်ကနေဒီခရိယန်တွေကဂျိုသားတွေဖြစ်တယ်ခရိယန်တွေက alien ဖြစ်တယ်ဆိုတဲ့အရာကိုအသိပယ်ဖွင့်ကြမယ် It means that our earthly citizenship is temporary and we hold citizenship is in heaven. ဒီနေရာမှာပေါ့နော်ဒီခရိယန်တွေကဂျိုသားတွေဖြစ်တယ်ဆိုတဲ့အရာကဒီလောကီနိုင်ငံသားဆိုတာကခဏတာပဲဖြစ်တယ်တကယ်ထာဝရနိုင်ငံသားကတော့ကျွန်တော်တို့ကောင်းကင်နိုင်ငံမှာဖြစ်တယ် For example, to be naturalized as a Japanese citizen, one must meet 6 requirements. ဆိုတော့ဥပမာအနေနဲ့တကယ်လို့ဂျပန်နိုင်ငံသားခံယူချင်တယ်ဆိုရင်ဒီနိုင်ငံသားခံယူချင်တဲ့သူကဒီ6ချက်အချက်6ချက်ကိုပြည့်မီရအရေးချင်းပြည့်မီရမှာဖြစ်တယ် 1. ပထမချက်ကတော့ Residency. နေထိုင်ခွင့်ပေါ့ Continuous residence in Japan for at least 5 years. ဆိုတော့ဂျပန်နိုင်ငံမှာအနည်းဆုံး9နှစ်ဆက်တိုက်နေထိုင်တဲ့သူဖြစ်ရမယ် Second, ဒုတိယအချက်အနေနဲ့ legal capacity. ဆိုတော့ဒီဥပဒေတရားဝင်ခြင်းပေါ့နော်ဥပဒေအရတရားဝင်ခြင်း Being at least 20 years. ဆိုတော့အနည်းဆုံးအသက်20ရှိရမယ် Third, တတိယအချက်အနေနဲ့ conduct. ဆိုတော့သူတို့ရဲ့အကျင့်စာရိတ္တပိုင်းပေါ့ Having good behavior. သူတို့စီမှာကောင်းမွန်တဲ့ဇယိုက်လက္ခဏာရှိရမယ် Fourth, နံပါတ်4ချက်အနေနဲ့ lively food. သူတို့ရဲ့အသက်မွေးဝမ်းကြောင်း Being able to sustain oneself through assets or skills. ဆိုတော့သူတို့ရဲ့သူတို့ကိုသူတို့ပေါ့နော်ရှေးဆက်နိုင်အောင်ဒါအသက်မွေးဝမ်းကြောင်းပြုနိုင်ရမယ် Fifth, 5ချက်အနေနဲ့ nationality. နိုင်ငံသားဖြစ်ခြင်းပေါ့ Being stateless or willing to renounce one's former nationality. ဆိုတော့နိုင်ငံသားမရှိတဲ့လူဒါမှမဟုတ်ရင်ကိုယ့်ရဲ့နိုင်ငံသားဖြစ်ခြင်းကိုစွန့်လွတ်နိုင်တဲ့သူအရင်ကနိုင်ငံသားကိုစွန့်လွတ်နိုင်တဲ့သူဖြစ်ရမယ် Sixth, နံပါတ်6ချက်အနေနဲ့ compliance with the Constitution. ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပေါ့နော်လိုက်နာတဲ့သူဖြစ်ရမယ် When I apply for the naturalization of my wife, where we live, we couldn't submit. So we need to drive a car more than 1 hour, and we need to go there to apply for this citizenship. ဆိုတော့ကျွန်တော်ရဲ့အမျိုးသမီးကဒီနိုင်ငံသားကိုဂျပန်နိုင်ငံသားရှောက်တဲ့အခါမှာဒီအဲ့ရှောက်တဲ့နေရာကဝေးတယ်ကျွန်တော်တို့နဲ့တနိုင်လောက်ကားမောင်းရတာဖြစ်တော့ကြောင့်မလို့ကျွန်တော်တို့အဲ့ဒီကိုကားမောင်းပြီးတော့သွားကြတယ် And these 6 requirements are not enough. We are asked to submit more documents one after another. ဆိုတော့ဒီ6ချက်ပဲမဟုတ်သေးဘူးအမှန်တကယ်တော့ကျွန်တော်တို့သွားတဲ့အခါမှာဒီထက်ပိုတဲ့တခြား paper ဒီစာရွက်စာတမ်းတွေကိုတောင်းတယ်ဆိုတော့တစ်ခုပြီးတစ်ခုကျွန်တော်တို့ဒါတင်ရတယ်ပေါ့နော်စာရွက်စာတမ်းတွေတင်ရတယ် Now, to obtain heavenly citizenship, what requirement do we have? ဒါဆိုရင်အခုဒီကောင်းကင်နိုင်ငံသားဖြစ်ဖို့ဆိုရင်ဘာလိုအပ်ချက်တွေရှိတယ်လဲကျွန်တော်တို့စီမှာ Do you know? သိသလား Okay. Jesus Christ, a little bit more. နည်းနည်းလောက်ထပ်ပြီးပြောပါလား Jesus Christ, that's right. And တခင်ယေရှုဆိုတာမှန်တယ်နောက်ထပ်နည်းနည်း how လောက် we ထပ် can relate to him. ဆိုတော့
Yes. Trust. Yes. သခင်ယေရှုကိုယုံကြည်ခြင်းဖြစ်တယ် Let's open John 1:12. ဆိုတော့ကျွန်တော်တို့ယောဟန်ခန်းကြီး1အပိုင်ငယ်7ကိုကြည့်ရအောင် Gospel according to John 1:12. ဂျွန်အခန်းကြီး1အပိုင်ငယ်7သခင်ရှင်ယောဟန်ခန်းကြီး1အပိုင်ငယ်7တွေ့ပြီဆိုရင်ကျမတို့အတူတူဖတ်ရအောင်ထိုသူကိုလက်ခံသမျှသောသူသည်ဟုသောကိုရောကိုယုံကြည်သောသူတို့အားဖျားသခင်၏သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏ Here it is said to receive him. ဒီနေရာမှာသခင်ယေရှုကိုလက်ခံဖို့ဆိုရင် Him means Jesus Christ. အဲ့နေရာမှာသူလို့ပြောထားတဲ့အရာကသခင်ယေရှုကိုရည်ညွှန်းတာဖြစ်တယ် The same concept is paraphrased. Believe in Jesus' name. ဆိုတော့နောက်တနည်းအနေနဲ့ဖွင့်ဆိုရရင်သခင်ယေရှုကိုယုံကြည်ပါဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် So that he will give you the right to become children of God. ဆိုတော့အဲ့လိုယုံကြည်လိုက်ရင်သခင်ယေရှုကဘုရားသခင်ရဲ့သားဖြစ်ခြင်းအခွင့်အရာကိုပေးနိုင်တာဖြစ်တယ် So when you believe in Jesus Christ, you have been moved from death to life already. ဆိုတော့သင်ကသခင်ယေရှုကိုယုံကြည်လိုက်ပြီဆိုတာနဲ့သင်ကသေခြင်းကနေထမြောက်ခြင်းကိုကူးပြောင်းသွားမှာဖြစ်တယ် Only one requirement. လိုအပ်ချက်တစ်ခုပဲရှိတယ် There's no any other requirement. ဒီနေရာမှာတခြားလိုအပ်ချက်တွေမရှိပါဘူး You are not asked to submit more documents at all. ဆိုတော့သင်ကဒီကောင်းကင်နိုင်ငံသားဖြစ်ဖို့တခြားစာရွက်စာတမ်းတွေကိုသင်ရမှာမလို့သင်စရာမလိုပါဘူး Just by believing Jesus, you have eternal life very now. ဆိုတော့သင်ကသခင်ယေရှုကိုယုံကြည်တာလေးနဲ့ပဲသင်ကထာဝရအသက်ကိုရရှိမှာဖြစ်တယ် If there are people who don't believe in Jesus yet, ဆိုတော့ဒီနေရာမှာသခင်ယေရှုကိုမယုံကြည်တဲ့လူရှိခဲ့ရင် I want to encourage you to accept Jesus Christ today into your heart. ကျွန်တော်ဒီနေ့သင်ကိုအားပေးခြင်းနဲ့သခင်ယေရှုကိုသင်ရဲ့နှလုံးသားထဲကနေလက်ခံဖို့အားပေးခြင်းနဲ့ This citizenship is more wonderful than Japanese citizenship or American citizenship. ဆိုတော့ Whatever. ဒီနိုင်ငံသားကောင်းကင်နိုင်ငံသားဖြစ်ခြင်းဆိုတာဂျပန်နိုင်ငံသားဖြစ်ခြင်းတို့အမေရိကန်နိုင်ငံသားဖြစ်ခြင်းတို့ထက်ပိုပြီးတော့ကောင်းမွန်တယ်ပိုပြီးတန်ဖိုးရှိတာဖြစ်တယ် And only one requirement. ဆိုတော့ပြီးတော့နောက်တစ်ချက်ပဲလိုအပ်တာဖြစ်တယ် You don't need to go far. သင်အများကြီးသွားစရာမလိုဘူး Right now, if you accept Jesus, then your citizenship is in heaven now. ဆိုတော့အခုချိန်မှာသင်သခင်ယေရှုကိုယုံကြည်တယ်ဆိုရင်သင်ရဲ့နိုင်ငံသင်ကကောင်းကင်နိုင်ငံသားဖြစ်မှာဖြစ်တယ် So anybody who want to believe in Jesus, you can pray now. ဆိုတော့သင်ဒီမှာတစုံတစ်ယောက်ကသခင်ယေရှုကိုလက်ခံယုံကြည်ခြင်းနဲ့ဆိုရင်ဒီနေရာမှာသင်ဆုတောင်းလို့ရတာဖြစ်တယ် If you don't know how to pray, please talk to your Myanmar friend or talk to me. ဆိုတော့တကယ်လို့သင်ကဘယ်လိုဆုတောင်းရမလဲမသိဘူးဆိုရင်မြန်မာတငယ်ချင်းတွေကိုမေးပါဒါမှမဟုတ်လဲကျွန်တော်ကိုမေးလို့ရပါတယ် I'm happy to guide you to have heavenly citizenship. ဆိုတော့ကျွန်တော်ကသင်ကိုဒီကောင်းကင်နိုင်ငံသားဖြစ်ဖို့အတွက်ကူညီပေးရမှာအင်မတန်မှဝမ်းမြောက်ပါတယ် Now, ဆိုတော့အခု how then those who have obtained heavenly citizenship become aliens in this world live? ဆိုတော့အခုနကတော့ကဒီအေလီယန်တွေဖြစ်တဲ့ဒီခရစ်ယာန်တွေကဒီကောင်းကင်နိုင်ငံသားဖြစ်ခြင်းကိုရရှိတဲ့လူတွေကဘယ်လိုအသက်ရှင်သင့်တယ်လဲ There's a song called Englishman in New York, sung by Sting. ဆိုတော့ Sting ဆိုထားတဲ့တခြင်းတစ်ပုဒ်ရှိရယ်ပေါ့နော် Englishman in New York ဆိုတဲ့တခြင်းတစ်ပုဒ်ရှိရယ် Do you know this song? အဲ့တခြင်းကိုသိသလား This is an old song, you know, I am an old man. ဆိုတော့ဒီတခြင်းကဟောင်းနေပြီဖြစ်တယ်ကျွန်တော်ကတော့အသက်ကြီးရလူဖြစ်နေပြီ So the lyrics is like this, I don't drink coffee, I take tea. ဆိုတော့ဒီတခြင်းထဲမှာကျွန်တော် coffee မတောက်ဘူးကျွန်တော်ကလက်ဖက်ရည်ပဲတောက်တယ် Because he is Englishman, so. ဘာလို့လဲဆိုတော့သူက Englishman English လူမျိုးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ် And the gentleman does not run, just walk. ဆိုတော့ gentleman ကဘယ်တော့မှမပြေးဘူးလမ်းပဲလျှောက်တယ် So, I'm an alien. I'm an Englishman in New York. အိုး
ကျွန်တော်ကalien ဖြစ်တယ်ကျွန်တော်က English New York မှာရှိတဲ့ English လူမျိုးဖြစ်တယ်ဆိုပြီးတော့ဒီတခြင်းစာသားလေးရှိပါတယ် So for us Asians, whether they are British or American, they look all the same. They speak English. ဆိုတော့ကျွန်တော်တို့ဒီအာရှလူမျိုးတွေအတွက်တော့သူတို့က English လူမျိုးပဲဖြစ်ဖြစ်ဟို British ပဲဖြစ်ဖြစ် American ပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကသူတို့က English စကားပဲပြောတဲ့အတွက်ကြောင့်မလို့သူတို့ကိုကြည့်ရင်အကုန်လုံးတူတူပဲဖြစ်တယ် But there are differences. ဒါပေမဲ့သူတို့မှာမတူညီတဲ့အရာတွေရှိတယ် So according to Sting, Englishman in New York is alien. ဆိုတော့ဒီSting ရဲ့တခြင်းအဖြစ်ပေါ့နော်ဒီ English man in New York ဆိုတဲ့တခြင်းအဖြစ်ကျွန်တော်တို့သိရတယ် They look like the same but different. သူတို့ကကြည့်ရင်တော့ရုပ်တည်စင်ပေမဲ့အမှန်တကယ်တော့မတူကြပါဘူး We Christians as aliens are somehow similar. ဆိုတော့ကျွန်တော်တို့ဒီဂျိုသားတွေပေါ့နော် alien တွေဖြစ်တဲ့ခရစ်ယာန်တွေကလည်းဘယ်လိုပဲဖြစ်အပြင်ဘက်ကနေကြည့်ရင်အကုန်လုံးကအတူတူပဲဖြစ်တယ် We look similar to other people but different. ဆိုတော့ကျွန်တော်တို့ကလည်းတခြားသူတွေနဲ့ကြည့်လိုက်ရင်တူတူပဲဖြစ်တယ်ဒါပေမဲ့တကယ်မှာတော့မတူညီဘူးဖြစ်တယ် We look same but we behave different. ဆိုတော့ကျွန်တော်တို့အပြင်ဘန်းကဖြစ်ကြည့်မယ်ဆိုရင်တော့အတူတူပဲဒါပေမဲ့ကျွန်တော်တို့အသက်ရှင်တာကကွဲပြားခြားနာတာဖြစ်တယ် For example, Christians as aliens, they hate rumors. ဆိုတော့ဒီခရစ်ယာန်တွေဥပမာတစ်ခုအနေနဲ့ခရစ်ယာန်တွေဒီ alien တွေဖြစ်တဲ့ခရစ်ယာန်တွေကပေါ့နော်သူတို့တွေကဒီကောလာဟာလာတွေကိုမကြိုက်ကြဘူး Normal people, they love rumors, you know. ဆိုတော့ပုံမှန်လူတွေကတော့ကောလာဟာလာတွေကိုသူတို့ဟိုကြိုက်ကြတယ်ပေါ့ဟိုလူပင်းကြိုက်တဲ့တင်းတွေတို့ပါတော့အဲ့လိုကောလာဟာလာတွေဆိုကြိုက်ကြတယ် But Christians as aliens, they avoid rumors. ဆိုတော့ဒီ alien တွေဖြစ်တဲ့ခရစ်ယာန်တွေကတော့ဒီလိုမကောင်းတဲ့အရာတွေဒီလိုကောလာဟာလာတွေအသင်းဖြစ်နေကိုမကြိုက်ကြဘူး Christians do not live according to their personal preferences. ဆိုတော့ခရစ်ယာန်တွေကလည်းသူတို့ရဲ့အသက်တာထဲမှာသူတို့ကြိုက်တဲ့အရာအဖြစ်ပဲအသက်ရှင်ကြတာမဟုတ်ပါဘူး Usually, people do what they like, you know. ဆိုတော့အမှန်တကယ်တော့လူတွေကတော့သူတို့ကြိုက်တဲ့အတိုင်းပဲအသက်ရှင်ကြတယ်သူတို့ကြိုက်တာပဲလုပ်ကြတယ် But Christians as aliens do not live based on their likes or dislikes. ဆိုတော့ခရစ်ယာန်တွေ alien တွေဖြစ်တဲ့ဒီခရစ်ယာန်တွေကပေါ့နော်သူတို့ကြိုက်ခြင်းမကြိုက်ခြင်းပုံမှာအသက်ရှင်တာမဟုတ်ဘူး There might be some people who are mean or you may not like. ဆိုတော့ Some people who are mean or you don't like. Okay ဆိုတော့ဒီမှာတချို့တွေလည်းရှိကြမယ်တချို့ကအချစ်မကောင်းတဲ့လူတွေရှိကောင်းရှိမယ်အဲ့ဒီလူတွေကိုတင်မကြိုက်ဘူးဆိုပြီးတော့ရှိကောင်းလည်းရှိကြမယ် But we Christians pray for our enemies and those who are they dislike. ဆိုတော့ခရစ်ယာန်တွေဆိုတာကဒီယန်သူကိုယ်တော်မှသူတို့မကြိုက်တဲ့ယန်သူကိုယ်တော်မှဆူတောင်းပေးတဲ့သူတွေဖြစ်တယ် As aliens, Christians do not make the usual distinctions, likes or dislikes. ဆိုတော့ခရစ်ယာန်တွေကဒီလိုမျိုးကြိုက်တယ်မကြိုက်ဘူးဆိုပြီးတော့မခွဲခြားကြပါဘူး We don't distinguish friend and enemy. ဆိုတော့ကျွန်တော်တို့ကဒီလူကိုကြိုက်တယ်ဒီလူကတော့ငါယန်သူဒီလူကတော့ငါဘက်မဟုတ်ဘူးဆိုပြီးတော့မခွဲခြားကြပါဘူး Everything they say and do is for building up others. ဆိုတော့ခရစ်ယာန်ယုံကြည်သူတွေသူတို့လုပ်တဲ့အရာတိုင်းကသူများကိုတိဆောက်ပေးဖို့အရာပဲလုပ်ကြတာဖြစ်တယ် We want anybody who we meet to obtain heavenly citizenship. ဆိုတော့ကျွန်တော်တို့အားလုံးကကျွန်တော်တို့တွေ့ဆုံတဲ့လူတိုင်းကိုဒီကောင်းကင်နိုင်ငံသားဖြစ်ခြင်းကိုရရှိချင်ကြတာဖြစ်တယ် So whether even if we don't like somebody, for that person to be built up to obtain eternal salvation, we contribute something good for that person. ဆိုတော့ကျွန်တော်တို့ကဒီလူတစ်ယောက်ယောက်ကိုမကြိုက်ဘူးဆိုရင်တော့မှသူ့ရဲ့အသက်တာကိုတိဆောက်စေခြင်းတဲ့အတွက်ကြောင့်မလို့ကောင်းကင်နိုင်ငံသားဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ဒီလူအတွက်တစ်ခုခုကျွန်တော်တို့ကကူညီပေးကြတယ် Let us open 1 Peter chapter 2 verse 11. တစ်ပေအခန်းကြီး2အပိုင်ငယ်7ကိုကြည့်ရအောင်ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အပိုင်ငယ်7ဖြစ်ပါတယ်တွေ့ပြီဆိုရင်သူတကွာဖတ်ကြပါစို့ချစ်သူတို့ဝိညာဉ်နဲ့စစ်ပြိုင်တတ်သောကိုယ်ကာယတတ်မှတ်ခြင်းတို့ကိုရှောင်ကျဉ်မိအကြောင်းဧည့်သည်အာဂန္တုကဲ့သို့သောတင်တို့ကိုငါတောင်းပန်၏ Amen. Amen Here it is said that we are foreigners and exiles.
ဆိုတော့ဒီနေရာမှာပြောထားတယ်ကျွန်တော်တို့ကဧည့်သည်အာကန်တုဖြစ်တယ်ဆိုတဲ့အကြောင်းပြောထားတယ် So we are aliens. ဆိုတော့ကျွန်တော်တို့က alien တွေဖြစ်တယ်ဂျိုသားတွေဖြစ်တယ် Then we aliens, we fight against sinful desire. ဆိုတော့ကျွန်တော်တို့ကဒီ alien တွေအနေနဲ့ကျွန်တော်တို့ကကျွန်တော်တို့မကြိုက်တဲ့ဒီအပြစ်ကိုတွေးဆောင်တဲ့အရာတွေကိုကျွန်တော်တို့ကတိုက်လှန်ကြတယ် Normal people, they have, they dislike some people and their enemies are human. ဆိုတော့ပုံမှန်လူတွေကတော့သူတို့မကြိုက်တဲ့လူရှိမယ်ပြီးတော့သူတို့ရဲ့ရန်သူတွေကလည်းဒါလူသားတွေပဲဖြစ်တယ် But we aliens, we don't fight against human. ဆိုတော့ကျွန်တော်တို့ alien တွေဖြစ်တဲ့ကျွန်တော်တို့ကတော့လူသားတွေကိုမတိုက်ခိုက်ပါဘူး Rather, our sinful desire, we against, we wage the war. ဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့အထဲမှာရှိတဲ့ဒီအပြစ်သွေးဆောင်တတ်တဲ့ဒီစိတ်ဆန္ဒတွေကိုဒီလောကီဆန္ဒတွေကိုကျွန်တော်တို့ကတိုက်လိုက်ကြတာဖြစ်တယ် Your flesh may want to depress. You want to give up, maybe. တင်းရဲ့ဒီလောကီခန္ဓာကိုယ်အသွေးသားကတော့တင့်ကိုအနိုင်ယူခြင်းမှာဖြစ်တယ် But as a spiritual person, we fight against that sinful desire. ဆိုတော့ကျွန်တော်တို့ကဒီဝိညာဉ်ခန္ဓာဝိညာဉ်လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဝိညာဉ်လူကဒီလောကီဒီအသွေးသားဆန္ဒတွေဒီအပြစ်ဖြစ်စေတဲ့အရာတွေကိုကျွန်တော်တို့ကတိုက်လန်ကြမှာဖြစ်တယ် In the worst situation, we are excited with the Holy Spirit and we are happily waiting something good will happen next. ဆိုတော့အချိန်ဒီခုမှာဆိုရင်ကျွန်တော်တို့ကဒါဒီတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်ဝပြီးဒီဆိုင်ပြန်တိုက်လန်ရတာကိုကျွန်တော်တို့ကရင်ခုန်စိတ်လှုပ်ရှားပြီးတော့ပျော်ရွှင်နေမှာဖြစ်တယ် This is to wage the war, ဆိုတော့ဒီအရာကလောကကိုအောင်နိုင်ခြင်းဖြစ်တယ် not against human, ဒီလူသားတွေကိုတိုက်ခိုက်ခြင်းမဟုတ်ဘူး but against our flesh sinful desire. ဆိုတော့ကျွန်တော်ရဲ့အသွေးသားဆန္ဒတွေကိုတိုက်ခိုက်ခြင်းဖြစ်တယ် There may be a situation that no longer you can believe. ဆိုတော့အချိန်တစ်ခါမှဒီလိုအခြေအနေတင်လုံးဝမယုံကြည်နိုင်တော့တဲ့အခြေအနေလည်းရှိကောင်းရှိနိုင်တယ် But in that situation, you don't give up. You believe. ဆိုတော့အဲ့ဒီအခြေအနေမှာတော့မှတင်အရှုံးမပေးပါနဲ့တင်သခင်ယေရှုကိုဖခင်သခင်ကိုယုံကြည်ပါ There's a situation that no longer you can love. ဆိုတော့တင်လုံးဝမချစ်နိုင်တော့တဲ့အခြေအနေလည်းရှိကောင်းရှိနိုင်တယ် But in that situation, you don't give up. ဆိုတော့အဲ့ဒီအခြေအနေမှာတော့မှလက်မလျှော့ပါနဲ့ You will love. တင်ကချစ်နိုင်တဲ့လူဖြစ်လာမှာဖြစ်တယ် In this sense, we are aliens. ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကပြောချင်တာကဒီအတိတ်ပဲအဖြစ်ကျွန်တော်တို့ကလည်းalien တွေဖြစ်တယ်ဆိုတဲ့အရာကိုပြောပြချင်တာဖြစ်တယ် Our flesh that kind of maybe drag into some kind of sinful desire or some kind of bad direction. ဆိုတော့ကျွန်တော်ရဲ့ဒီအသွေးသားကတော့မကောင်းတဲ့အရာအပြစ်သွေးဆောင်တဲ့အရာတွေကိုကျွန်တော်တို့ကိုဆွဲချခြင်းနေရဖြစ်တယ်ဆွဲချမှာဖြစ်တယ် But as you believe in Jesus, you accept Jesus into your heart. ဆိုတော့ဒါပေမဲ့သင်ကသခင်ယေရှုကိုသင်ရဲ့နှလုံးသားထဲမှာယုံကြည်လက်ခံလိုက်တယ်ဆိုရင် Now, Holy Spirit dwells in you. ဆိုတော့အဲ့ချိန်မှာတန်ရှင်သောဝိညာဉ်တော်ကသင်အထဲမှာဝင်ရောက်ကိန်းဝတ်နေမှာဖြစ်တယ် So instead of nurturing fleshly desire, you nurture spirit in you. ဆိုတော့အဲ့ဒီအသွေးသားဆန္ဒဆိုတဲ့အရာကိုပြုစုပြောထောင်ခြင်းထက်ဒီအထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ကိုဒါ၍ပြောထောင်ဖို့ဖြစ်တယ် Instead of obeying to flesh, rather we obey to the Holy Spirit. ဆိုတော့ဒီလောကနဲ့ဆက်ဆိုင်တဲ့အသွေးသားဆန္ဒတွေကိုနားထောင်မဲ့အစားဒီသခင်ယေရှုတန်ရှင်သောဝိညာဉ်တော်ကပြောတဲ့စကားကိုနားထောင်ရမှာဖြစ်တယ် And the Holy Spirit will give you ability to obey Holy Spirit. ဆိုတော့အဲ့ဒီအချိန်မှာပဲတန်ရှင်သောဝိညာဉ်တော်ကသင်သခင်ဖျားသခင်ကိုယုံကြည်နိုင်တဲ့ခွန်အားကိုဒီအရာတွေကိုအောင်မြင်နိုင်တဲ့ခွန်အားကိုပေးမှာဖြစ်တယ် Those who raise plants, I believe you know, to grow plants and let them bear fruit, it takes time and you need a patience. ဆိုတော့ဒီမှာအပင်စိုက်တဲ့လူတွေပေါ့နော်သူတို့ကတော့သိမယ်အပင်စိုက်တဲ့အခါမှာချက်ချင်းအတီးမတီးဘူးအချိန်တစ်ခုကိုစောင့်ပြီးတော့မှအတီးတီးတယ်ဆိုတာဟာကိုသိကြမှာဖြစ်တယ် But if you keep doing, eventually they bear fruits. ဆိုတော့တကယ်လို့သင်ကဒါကိုဖြည်းချင်းနဲ့ပုံမှန်လေးလှုပ်ဆောင်သွားမယ်ဆိုရင်တနေ့မှာဒါအတီးတီးလာမှာဖြစ်တယ် So you obey to the Holy Spirit, you keep obeying.
ဆိုတော့သင်သက်ရှင်သောဝိညာဉ်တော်ရဲ့အတန်ကိုနားထောင်ပါအဆက်မပြတ်နားထောင်နေပါ What kind of fruits do you have? အဲ့ခါမှာသင်ရဲ့အသက်တာထဲမှာဘလို့အသီးရှိလာမလဲ Galatians 5:22 to 23. ဂလာတိအခန်းကြီး9အပိုက်ငယ်22ကနေ23ကိုဖတ်ကြရအောင် Galatians 5:22 to 23. ဝိညာဉ်ပကတိဤအကျိုးမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေသည်ထို့သို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တာ So as you obey to Holy Spirit and nurture, water Holy Spirit, the bear fruit of the Holy Spirit. ဆိုတော့သင်ကသင်ရှင်တော်ဝိညာဉ်တော်ကိုအထဲမှာလက်ခံထားတယ်ယုံကြည်ထားတယ်သင်ရှင်တော်ဝိညာဉ်တော်ရဲ့အတန်ကိုဆက်လက်ပြီးတော့နားထောင်နေရဆိုရင်ဒီအရာအဖြစ်သင်ရဲ့အသက်တာထဲမှာအတီးတီးလာမှာဖြစ်တယ် You love your enemies. သင်ရဲ့ရန်သူကိုချစ်နိုင်မှာဖြစ်တယ် In the worst situation, you still rejoice. အဆိုးဆုံးချိန်နေမှာတော့မှသင်ကဝမ်းမြောက်နေမှာဖြစ်တယ် When there's a fighting, you make peace. ဒီလိုရန်ဖြစ်တာတွေရန်ပွဲတွေရှိလာခဲ့နောက်မှာသင်ကငြိမ်သက်ခြင်းကိုယူဆောင်နိုင်မှာဖြစ်တယ် And everybody already give up, you are still being patient. ဆိုတော့အဲ့ဒီအချိန်မှာလူတွေအားလုံးကလည်းဟာသင်ကတကယ်ပဲစိတ်ရှိတဲ့လူဖြစ်တယ်ဆိုတဲ့အရာကိုသိလာကြမှာဖြစ်တယ် You are kind to the mean people. ဆိုတော့သင်ကအချစ်မကောင်းတဲ့လူတွေအပေါ်မှာလဲကျင်နာတတ်တဲ့လူပါလားဆိုတာကိုလူတွေကမြင်လာမှာဖြစ်တယ် Anything you have is goodness. ဆိုတော့သင်မှာရှိသမျှအရာအားလုံးကကောင်းတဲ့အရာတွေပဲဖြစ်လာမှာဖြစ်တယ် You are being faithful, သင်ကယုံကြည်ခြင်းတိုးပွားလာမှာဖြစ်တယ် gentle, သင်ကနူးညံ့လာမှာဖြစ်တယ် and you control fleshly desire. ဆိုတော့သင်ရဲ့အသွေးသားဆန္ဒတွေကိုလည်းသင်ထိန်းချုပ်နိုင်မှာဖြစ်တယ် So to control flesh, it doesn't mean that you are dishonest. ဆိုတော့ဒီနေရာမှာသင်ရဲ့အသွေးသားဆန္ဒကိုထိန်းချုပ်တယ်လို့ပြောတဲ့နေရာမှာသင်ကမယိုးသားဘူးလို့ပြောတာမဟုတ်ပါဘူး Of course, we have kind of sadness or anger when we have kind of encounter bad situation. ဆိုတော့ကျွန်တော်တို့ကဆိုးရတဲ့အခြေအနေတွေကြုံသိလာတဲ့အခါမှာတေချာပေါက်ကျွန်တော်တို့ကလူသားဖြစ်တဲ့ကြောင့်ဝမ်းနည်းမယ်ဒေါသထွက်မယ်ဒီအရာတွေကတော့ရှိမှာပဲ But angry or sad, to be angry or to be sad, it doesn't mean you sin. ဆိုတော့သင်ကဒီနေရာမှာသင်ကဝမ်းနည်းလို့သင်ကဒေါသထွက်သွားလို့အပြစ်ရှိတယ်လို့ပြောတာမဟုတ်ပါဘူး Because Jesus, he was he incarnated, but he never committed sin. ဆိုတော့သခင်ယေရှုကပြန်လည်ပြီးတော့ထမြောက်လာတယ်ဒါပေမဲ့ထမြောက်လာတဲ့အခါမှာပြန်ပြီးအသက်ရှင်လာတဲ့အခါမှာလည်းသခင်ယေရှုကဘယ်တော့မှအပြစ်ကိုမကျူးလွန်ခဲ့ဘူးအပြစ်မလုပ်ခဲ့ဘူး Was he angry? ဆိုတော့သခင်ယေရှုကစိတ်တူခဲ့လား In the gospel, yes or no? စိတ်တူခဲ့လားမတူ I cannot hear. No No? they said no Really? Never angry? yes Yes. No, they said Which yes. one? ဘယ်ဟာလဲ So when they're like doing some business in the church, Yes, you're right. Yes. The cleansing the temple. ဆိုတော့မှန်ပါတယ်ဒီမှာပြောရဲလူတွေမှန်ပါတယ်သခင်ယေရှုဒီလောကကိုကြွလာတဲ့အခါတုန်းကစိတ်ဆိုးတဲ့အချိန်ကရှိခဲ့တယ် Being angry is not sin. ဆိုတော့ဒီနေရာမှာစိတ်တူတယ်လို့စိတ်ဆိုးတဲ့အရာကအပြစ်မဟုတ်ပါဘူး Was he sad သခင်ယေရှုဝမ်းနည်းခဲ့လား in the gospel? Yes. 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 This time convincing. Yes. ဒီနေရာမှာတော့အခုတော့ပို့ပြီးတော့ confidence ရှိသွားပြီ In Gethsemane, he was sad to death, you know. ဆိုတော့သခင်ယေရှုကလည်းဒီအသေးခံဖို့ရန်အတွက်လည်းသူဝမ်းနည်းခဲ့တယ် So being sad is not sin. ဆိုတော့ဒီနေရာမှာဝမ်းနည်းခြင်းဆိုတာကအပြစ်မဟုတ်ပါဘူး But ဒါပေမဲ့ as we are angry or as we sad, we do bad decision, then we may sin. ဆိုတော့ဒီလိုဝမ်းနည်းလို့ဒေါသထွက်သွားလို့ကျွန်တော်တို့ကမကောင်းတဲ့ဆုံးဖြတ်ချက်တွေအပြစ်နဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့တယ်ဆိုရင်တော့ဒါအပြစ်ဖြစ်သွားမှာဖြစ်တယ်
So we can see Jesus, how we can avoid sin, and also what Jesus experienced is not sin. ဆိုတော့သခင်ယေရှုကသူပေါ့နော်အပြစ်တွေကိုဘယ်လိုရှောင်ကျဉ်ခဲ့လဲဆိုတဲ့အရာကိုကြည့်ခြင်းအဖြစ်တွေ့ရမှာဖြစ်တယ် Although he was angry, he doesn't submit himself to hatred. ဆိုတော့သခင်ယေရှုကဒေါရထွက်ခဲ့ရင်လေသူကသူ့ကိုယ်သူဒီအမုန်းတရားအောက်မှာအဆုံးသတ်မသွားဘူး Even if cleansing the temple, he said that my house should be the house of prayer. He says something that can build up others. ဆိုတော့ဒီနေရာမှာသခင်ယေရှုကစိတ်တူရင်လေဒီဗိမာန်တော်ကတတ်ရှင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့ပြောခဲ့တယ်ဒီအရာကသူများတွေအတွက်တိဆောက်ဖို့ဖြစ်တယ်တိဆောက်စရာဖြစ်ခဲ့တယ် So we can see that even if we are angry, if we don't submit ourselves to the bad decision, we can build up others and we can avoid sinning. ဆိုတော့ဒီအရာကိုကြည့်ချင်အဖြစ်ကျွန်တော်တို့ဒေါရထွက်တယ်ဆိုတာတော့အပြစ်မဟုတ်ဘူးဒါပေမဲ့ဒေါရထွက်ပြီးတော့လှုပ်လိုက်တဲ့ဆုံးဖြတ်လိုက်တဲ့လှုပ်ရက်တိုင်းကသူများကိုတိဆောက်စရာဖြစ်ခဲ့တယ်ဆိုရင်ဒါအပြစ်မဟုတ်ပါဘူး By doing this, we can fight against fleshly desire and we can bear fruit of Holy Spirit. ဆိုတော့ဒီလိုလှုပ်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့သွေးသားဆန္ဒတွေကိုတိုက်လန်နိုင်မှာဖြစ်တယ်ဒီလိုအားဖြင့်ကျွန်တော်တို့ကဒီဝိညာဉ်အသီးတွေကိုတည်နိုင်မှာဖြစ်တယ် So, in this situation, you are in worst situation, you are always the best. In that means you are aliens. ဆိုတော့ဒီနေရာမှာပေါ့နော်သင်ကအစိုးဆုံးချိန်ဒီမှာကြုံတွေ့ခဲရရင်တောင်မှသင်စီမှာအကောင်းဆုံးအရာရှိနေတာဖြစ်တယ်အဲ့ဒါကသင်ကalien ဖြစ်တယ်ဆိုရက်ဒီကောင်းကင်နိုင်ငံသားဖြစ်တယ်ဆိုရက်အရာဖြစ်တယ် Thank you for praying for Japan. ဆိုတော့ဂျပန်နိုင်ငံအတွက်ဆုတောင်းပေးအတွက်အထူးပဲကျေးဇူးတင်တယ် You are needed in Japan. သင်တို့ကိုဂျပန်နိုင်ငံမှာလိုအပ်တာဖြစ်တယ် Your Myanmar situation is not good, မြန်မာနိုင်ငံရဲ့အခြေအနေကတော့မကောင်းဘူး but even in that situation, you are honest, faithful, and you are filled with courage. ဆိုတော့ဒီလိုအခြေအနေမှာတော့မှသင်တို့ကရိုးသားတယ်သင်တို့မှာရဲရင့်တယ်သင်တို့ကရိုးသားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ That's a kind of, speaking something to people around you. ဆိုတော့အဲ့ဒီအရာကသင်ရဲ့ဘေးနားကလူတွေကိုတစ်ခုခုကိုပြောပြနေတာဖြစ်တယ် There's something different. ဆိုတော့အဲ့နေရာမှာသူများနဲ့မတူတဲ့အရာတစ်ခုခုရှိနေတာဖြစ်တယ် So in this sense, you are giving signal. You are aliens. ဆိုတော့ဒီအရာအဖြစ်သင်ကသူများတွေကိုပြောပြနေတာဖြစ်တယ်သင်က alien ဖြစ်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြသနေတာဖြစ်တယ် So people want to ask you, why? Your situation is not good condition, but however, you are filled with hope, faith, and love. Why? ဆိုတော့အဲ့အချိန်မှာသူများတွေကတော့သူ့ကိုမေးကြမှာပဲဟာဘာဖြစ်လို့ဒီလောက်ကြီးမြန်မာနိုင်ငံအခြေအနေစိုးရင်တောင်မှသင်ကဘာဖြစ်လို့မျောလင့်ချက်တွေချစ်ချင်းမေတ္တာတွေနဲ့ပြည့်နေရတာလဲဆိုပြီးသူတို့မေးကြမှာဖြစ်တယ်ဘာလို့လဲ So your existence is pointing out because my citizenship is in heaven. ဆိုတော့သင်ရဲ့တည်ရှိမှုကဒီအရာကိုပြသနေရဖြစ်တယ်ဒီကောင်းကင်နိုင်ငံသားဖြစ်ခြင်းဆိုတဲ့အရာကိုပြသနေရဖြစ်တယ် May God bless you all. အရောက်ချင်းစီရဲ့ပုံမှာဘုရားသခင်ကောင်းချီးပေးပါစေ Amen. Korean တွေကဂျိုဒါတွေ